တိုင်းမြည်ရဲ့အကြောင်းကသုံးဖို့နိုင်လုံးနဲ့ချစ်ပါတာကြောင့်ကိုတကယ်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့ကြွပြေးလဲလို့ကိုမလို့ပါနောက်ရှက်ကအောင်တော့ချင်မှာဆွေးနေတဲ့ဆွလုံးနှလုံးသားဒါကြောင့်ကိုကဲခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲလက်ခံမလားမေးစီချိုမလားအပေတော့ပါဘူးမမိုက်တော့ပါဘူးဆုံးဖြတ်ချက်လုံးလုံးချပါရဲ့